ကျွန်တော်မင်းချက်ပိုင်ပါမွေးပလဲငါရဲ့ပွာရောင်ရောင်စပင်တွေကိုပုတ်တက်ရတာကြိုက်တယ်လို့ပြောတဲ့သူကငါစပင်တွေကိုနမ်းတယ်အလက်တကြားနဲ့ငါ့ကိုပြန်တွန်းထုတ်လိုက်တယ်ကြော့တွဲကျသွားတဲ့သူ့မျက်နှာကိုဟန်ဆောင်ဆွဲတင်းမင်းကောင်းထဲမှာပလဲတစ်လုံးရှိနေတယ်လို့တီတီငိမ့်ငိမ့်လေးပြောရှာပါရဲ့ငါလက်ချောင်းတွေတိုးဝင်လို့မရတဲ့ငါဦးကောင်းကွန်ထဲမှာလိုင်းတန်လာတာကတက်တော့တက်တာမဖြစ်မှုတွေငါတကူလုံးကအင်အားတွေကိုအလင်းမြန်ဆွဲဆုပ်ပစ်လိုက်တယ်ငါသက်ရှူတန်တွေကိုအချမ်းပဒံကစားပစ်လိုက်တယ်ငါကောင်းတဲ့ကိုပလဲဝစ်ဆန်ဘသူထက်ခဲလဲလို့ငါအော်ရလိုက်တာလေပီအားနဲ့ရက်ဝန်တစ်ခုပေါ်လာတယ်တံပေါ်အမြင့်ဆုံးတံကိုကကွက်တွေလိုဝေရမ်းနေတဲ့မိုးဆက်ပွဲတွေထဲငါကောင်းကိုထိုးထည့်လိုက်ပေမဲ့ခေါင်းထဲကတက်တော့တက်တာမဖြစ်မှုကမလွင်သွားပင်လယ်တရက်တွေကြောင့်ရောင်စုံတယ်လို့ထင်မှားရတဲ့ဖြူတွေကိုချစ်တွေကိုကောင်းအိမ်ပြန်ပုံးမင်းနေတဲ့မျက်နှာမဲငါးတွေနဲ့မမောရန်ကုခက်အကြည့်ချွဲပြီးနဲ့ဆွမ်းလန်းမှုတွေကိုထပ်ကလွှားချက်အပိုင်မဟုတ်တဲ့ခွန်တွေထဲဟန်ဆောင်မှုပိုဝင်နေအချိန်တွေကိုရက်တက်သွားစေဖို့ပင်လယ်ရေတွေကိုစစ်မပြတ်တော့တခြားသူတွေရဲ့ပါဇက်ကနေငားထားတဲ့စကလုံးတွေကိုတောင်းစင်ရင်မရမို့ထုတ်ဘယ်မှမပြောဝင်နိုင်တဲ့ဟာသားတွေကိုကရဘာပိကပေါချစစ်ချရေချုံများလာတဲ့ပင်လယ်ထဲစားရည်တွေဒရဇက်တွန်ချပလန်ကတလွာပြီးတလွာအထက်ထက်ကျိုးလာပလဲမှာဖြစ်လာရုံသာတက်တော့တက်တာမဖြစ်မှုဟာတက်တက်တတလေးတည်မြဲနေစေကောင်းတဲ့ကပလဲနှလုံးလေးနဲ့ရောနေစဉ်ချင်တာမို့ဘယ်တော့မှမမိတ်လိုက်ဖို့ရဲစူးစမ်းနေမိရဲ့လူတွေကိုကြည့်လူတွေရှိလူတွေကိုထိလူတွေမရှိပလဲဝေးထားတဲ့မင်းဟာငါကြွမဟုတ်ပေမဲ့မာကျောတောက်ပတဲ့ပလဲကတော့တန်ဖိုးရှိမှာပါလို့တယောက်ကပြောသေးတယ်ငါကောင်းငါရက်ခွဲပစ်လိုက်တဲ့အသီးတွေကမျိုးဆက်ပွားမဲ့ကျန်ငါးတွေရဲ့ပိုက်စားတွေကိုပြန်ကျဲလွှတ်ထွက်သွားတယ်ချင်းမှန်2026